မင်္ဂလာပါရှင်ပရမမြေအိမ်ချမ်းမြေမှာဒီကနေ့ပြပြပေးမယ့်အကြောင်းအရာလေးကအိမ်ချမ်းမြေရောင်းဝယ်ဖြစ်တဲ့အခါမှာဆရာငွေပေးချေခြင်းနဲ့ပတ်သက်ပြီးတော့တတိထားစရာအချက်လေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဆရာငွေပေးချေတဲ့အခါမှာ KB လွှဲတော့မယ်ဆိုလို့ရှိရင်နာမည်နဲ့ငွေပမာဏကိုသေချာစွာအတည်ပြုပါပရမမြေအိမ်ချမ်းမြေမှာမိတ်ဆွေတို့ကိုဒီအပိုင်းကြုံတွေ့ခဲ့ရတဲ့ကိစ္စလေးတစ်ခုမျှဝေပေးခြင်းပါတယ်တတိထားရမယ့်ကိစ္စလေးဖြစ်လို့အဆုံးထိနားထောင်ပေးသွားဖို့လည်းတောင်းဆိုပါတယ်ဒီအပိုင်းမှာပေါ့နော်အိမ်ဝယ်ဖို့လာတဲ့ဝယ်သူနဲ့ကျမတို့အိမ်ချမ်းမြေရုံးခန်းကြားမှာစီယန်ချဖို့ KB နာမည်တောင်းပြီးတော့လိမ်လည်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်အိမ်လာဝယ်တဲ့မိသားစုမှာ3ချိန်ခန့်လာကြည့်ပြီးနောက်နေ့မှာပဲစီယန်ချဖို့အကြောင်းပြန်ပါမယ်ဆိုပြီးတော့ပြန်သွားကြပါတယ်ဝယ်တဲ့သူတို့ပြန်သွားပြီးတဲ့အခါမှာတော့ဖုန်းစိမ်းတစ်လုံးဖြစ်တဲ့39 952 398ဖြစ်ခုနကအိမ်လာကြည့်တဲ့ဝယ်သူမှာစီယန်မီများချမီနေမှုပြီးသွားပါတယ်ထိုရှားမဲ့စရင်ပမာဏကိုငွေလိမ်လွှဲခိုင်းမဲ့သူကဝယ်ယူမဲ့အန်ဒီရဲ့ဖုန်းနံပါတ်ကိုဆက်ပြီးတော့ပရမမြေအိမ်ချမ်းမြေမဟုတ်ဆိုကသူ့ဖုန်းနံပါတ်ကိုငွေလဲပေးရန်ပြောကြားခဲ့ပါတယ်။ဝယ်ယူမဲ့အန်ဒီမှာ KB အစင်နေမရှိတဲ့အတွက်ကြောင့်မို့လို့ရုံးခန်းဖုန်းကိုနှမ်းဆက်တဲ့အခါကျမှဤလိမ်လဲတဲ့ဖြစ်ရပ်ကိုသတိပြုမိခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ကိုအထူးသတိပေးချင်တာကတော့စရင်ချမယ်ဆိုလို့ရှိရင်ရုံးခန်းတို့တာလာရောက်ပြီးတော့လှုပ်ဆောင်ရန်နဲ့ပရမမြေအိမ်ချမ်းမြေရဲ့ရုံးဖုန်းဖြစ်တဲ့39951444လုံးက39999999ကိုချစ်ကိုတို့ကိုဒါဆက်သွယ်ရေးအတည်ပြုပေးကြပါရန်တတိပေးရပါတယ်ကျေးဇူးတင်ပါတယ်ရှင်